န်ကောင်းမြို့စွန်ကလူမနေတဲ့အိမ်ပြက်ကြီးတွေကအမျိုးသမီးတယောက်ဘန်ကောင်းမြို့ရဲ့အနောက်ဘက်စင်ချေဘုံမြို့လေးထဲမှာရှိတဲ့တာဝီဝတ္တနာဒေသမှာညရောက်ရင်ဘယ်သူမှဖြတ်မသွားရတဲ့လမ်းတစ်လမ်းရှိတယ်။လမ်းမီးတွေကအမြဲပြတ်တောက်ဖြစ်နေတဲ့ခွေးတွေကလည်းအဲ့လမ်းနဲ့မဝင်ကျင်ကြဘူး။တက်စီသမားတွေကလည်းအဲ့လမ်းကနေရှောက်ကွင်းသွားတတ်ကြတယ်။အဲ့ဒီလမ်းအစုံမှာနှစ်ထပ်အိမ်အလွတ်တစ်လုံးရှိလေကွင်းတွေတူးမြောင်းတွေဖြတ်ပြီး၆ကတ်တဲ့နေရာတွေဖြတ်တန်းသွားရင်တဝက်တစ်ပြက်ပြီးစီးနေတဲ့အိမ်ယာစီမံကွင်းတွေနဲ့ထူထပ်စွာပေါက်နေတဲ့တစ်ပင်တွေကြားမှာဒေသခံတွေနှစ်ပေါင်းများစွာကြောက်ရွံ့နေခဲ့ရတဲ့နှစ်ထပ်အိမ်တစ်လုံးရှိတယ်။နေရန်တွေကအနက်ရောင်မှုတွေနဲ့အမိုးတွေကခြုံနေပြီးအဲ့အိမ်ပိုင်ရှင်ကဘသူလဲဘာကြောင့်ဆွပစ်ထားလဲဘသူမှမသိကြဘူးလူတွေသိတဲ့အရာတခုတော့ရှိတယ်အဲ့အိမ်ထဲကိုဝင်ရင်တခုခုကအပြင်ထိလိုက်လာတတ်တယ်ဆိုတာပါပဲအဖြူရောင်ဝတ်စုံတဲ့အမျိုးသမီးတစ်ယောက်ကပရင်းပေါက်မှာရက်နေတာကိုတွေ့ရတတ်တယ်ဆိုတဲ့သတင်းတွေနဲ့အတူ2015ခုနှစ်မှာအသက်16နှစ်ကနေ18နှစ်အရွယ်အတွင်းမှာရှိတဲ့ယောက်ျားလေး4ယောက်မိန်းကလေး3ယောက်ပါဝင်တဲ့တငယ်ချင်း9ယောက်ကအဲ့ဒီအိမ်ရဲ့သတင်းဟာဟုတ်တယ်မဟုတ်ဘူးဆိုတာကိုလေ့လာခြင်းလို့အဲ့ဒီအိမ်ပြက်ကြီးကိုတွားကြည့်ဖို့ဆုံးဖြတ်လိုက်ကြတယ်။သူကလေ့လာခြင်းအထက်အပျော်ကနေစရင်နောက်ရင်ဟာတအနေနဲ့တွားခဲ့ကြတာပါ။သူတို့တွေကတန်မဲ့ဆယ်ကျော်သက်အကြောင်းသားလူငယ်တွေဖြစ်ပြီးတရေကိုမယုံကြည်ကြတဲ့သူတွေလည်းဖြစ်ပါတယ်။သူတို့ဟာည12နာရီကျော်မှာမော်တော်ဆိုင်ကယ်ကိုစီးနဲ့အဲ့ဒီအိမ်အနားကိုရောက်လာခဲ့ပါတယ်။အဲ့ဒီအိမ်နဲ့ခက်လန်းလန်းမှာဆိုင်ကယ်တွေကိုရက်ခဲ့ကြပြီးတော့အဲ့ဒီအိမ်ထဲကလွတ်နေတဲ့တကားပေါက်တွေကနေအိမ်ထဲကိုသူတို့ဝင်လိုက်ကြပါတယ်။အိမ်ထဲကိုဝင်လိုက်တာနဲ့လေထုကတမျိုးကြီးခံစားရတယ်လို့သူတို့ကပြန်ပြောပါတယ်သူတို့ကဟာတာအနေနဲ့လှောင်ပြောင်ပြီးတော့ဖုန်းကင်မရာနဲ့ဗီဒီယိုတွေရိုက်ကြပါတယ်ခဏနေတော့သူတို့လက်ထဲကဖုန်းမီးတွေကလင်းလိုက်မိတ်လိုက်ဖြစ်နေပြီးတော့အေးဆက်နေတဲ့လေပြေတခုကသူတို့ကိုဖြတ်သွားတယ်လို့ခံစားရတယ်လို့ပြောပါတယ်အဲ့ဒီချိန်မှာဒုတိယတက်ကခြေတန်းလို့အတန်ကြားလိုက်ရတယ်ပြီးတော့မိမတယောက်ကိုအရေးလိုမြင်လိုက်ရတယ်အိမ်အပေါ်တဲ့အတွင်းကန်းလမ်းကြားထဲမှာအဖြူအောင်ဝတ်စုံဝတ်ထားတဲ့တို့တွေကတချို့တွေကတော့မတွေ့ရဘူးလို့ငင်းခုန်ရင်းနဲ့သူတို့ကပြန်ခဲ့ကြပါတယ်။နောက်ရက်တွေမှာတော့သူတို့တွေကပုံမှန်အတိုင်းနှိမ့်စင်ဘဝကိုဖြတ်တန်းသွားနေကြပါတယ်။အဲ့ဒီအဖြစ်ပြက်ဖြစ်ပြီး3လအကြာမိုးသေးထန်စွာရွာနေတဲ့ညတညမှာသူတို့9ယောက်ထဲကနတ်နဲ့ချိုင်းဆိုတဲ့ကောင်လေး2ယောက်ကစိုက်ကယ်စီးလာရင်ရဲတွေကရင်မတော်မဆောက်မှုလို့ပြောကြတယ်။ဒါပေမဲ့ရင်တိုက်မှုကိုမြင်လိုက်ရသူတယောက်ပြောတာကစိုက်ကယ်မတိုက်ခင်စက္ကန့်ပိုင်းအလိုလောက်မှာအဖြူရောင်ဝတ်စုံဝတ်ထားတဲ့မိန်းမတယောက်လမ်းဖြတ်ကူးတာကိုတွေ့လိုက်ရတယ်လို့ပြောပါတယ်။ဒီဖြစ်ပျက်ဖြစ်ပြီးတစ်နှစ်လောက်ကြာပြီးတဲ့နောက်သူစိုက်ကယ်နောက်မှာအဖြူရောင်ဝတ်စုံဝတ်ထားတဲ့မိန်းမတယောက်ပါလာတာကိုအနီးအနားကလူတွေကမြင်လိုက်ရတယ်လို့ပြောပါတယ်။အောက်ထပ်2ယောက်ရဲ့သေဆုံးမှုကတော့အဆိုးဆုံးပါပဲ။သူတို့တွေကတိုနဲ့မိုင်တို့ကအဲ့ဒီလမ်းနဲ့မနီးမဝေးကအိမ်တဲအိမ်မှာအကြောင်းတစ်ခုနဲ့တဲခုနေကြတာပါ။အဲ့ဒီညမှာပဲအဲ့ဒီအိမ်မီးလောင်သွားပါအိမ်နားကလူတွေပြောတာကတော့မီးမလောင်ခင်နာရီပိုင်းလောက်မှာဖြူအောင်ဝတ်စုံဝတ်ထားတဲ့မိန်းမတယောက်အိမ်ထဲခိုးဝင်သွားတာမြင်လိုက်ရတယ်လို့ပြောကြပါအိမ်အတွင်းထဲမှာပဲမီးလောင်ပြီး2ယောက်လုံးသေဆုံးသွားကြပါမီးလောင်သွားပြီးတဲ့နောက်မီးသက်သမားတွေကအိမ်ထဲမှာထူးဆန်းတဲ့အရာတွေကိုတွေ့ခဲ့ရပါမီးထီမထားတဲ့ပလတ်စတစ်ဘီးတစ်ချောင်းကမီးလောင်ပြင်ပေါ်ဖျက်လျှောက်သွားတဲ့ခြေရာတွေကိုတွေ့ရပြီးခြေရာတွေကအိမ်ပြင်ဘက်ကိုထွက်သွားနေတဲ့ပုံစံလို့ပြောပါတယ်2019ရောက်တဲ့အခါမှာအဲ့ဒီအိမ်ထဲကိုဝင်သွားကြတဲ့သူတို့တငယ်ချင်း9ယောက်ထဲမှာ2ယောက်ပဲကျန်ခဲ့ပါတော့တယ်တယောက်ကနိုင်ငံခြားကိုပြောင်းသွားပြီးထိုင်းကိုဘယ်တော့မှပြန်မလာတော့ပါဘူးကျန်တယောက်ကတော့ TV အင်တာဗျူးတစ်ခုမှာသူမကအိမ်ကိုလိုက်လာတာမဟုတ်ဘူးသူတို့နောက်ကိုလိုက်နေတာပါသူတို့ဘယ်နေရာပြေးလိုက်နေမှာပါပြောခဲ့ပါတယ်ဒီလိုဖြစ်ပျက်တွေဟာဆိုရှယ်မီဒီယာတွေမှာပြန့်နှံ့လာပြီးတဲ့တာဝန်ရှိသူတွေကဒီထဲကိုဘယ်သူမှမဝင်နိုင်ဘူးပိတ်ရန်အမိန့်ပေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနေ့ကနေအခုအထိအဲ့ဒီအိမ်ရဲ့လမ်းနားတစ်ဝိုက်မှာမတော်မဆမှုတွေဆက်ဖြစ်နေတော့မှာပဲညနက်တွေဆိုကားတွေကအကြောင်းမရှိပဲအရှိန်လျှော့သွားကြတယ်။ဘာကြောင့်လဲဆိုတော့အိမ်ရှိခဲ့တဲ့နေရာဖြူအောင်မိန်းမတယောက်ရက်နေတာကိုမြင်ကြရလို့ပါတဲ့။ဒေသခံနဲ့အိမ်ပိုင်ရှင်တွေဘက်ကပြောထားတယ်
တချို့အင်တာဗျူးတွေမှာတော့ဒီအိမ်ပြက်ကြီးထဲမှာလူသေးတာမျိုးတွေမရှိဘူးလို့ပြောကြပါတယ်ဒီဖြစ်ပျက်တွေရဲ့နောက်ွယ်ကဖြူရောင်ဝတ်စုံဝတ်ထားတဲ့မိန်းကလေးဟာဘသူလဲဘာကြောင့်ဒီလိုဖြစ်ပျက်တွေဖြစ်ရတာလဲဆိုတဲ့အကြောင်းအရာကိုလူတွေကစိတ်ဝင်စားနေကြပါတယ်ဒီအဖြစ်ပျက်တွေရဲ့နောက်ွယ်မှာဇလန်းတစ်ခုကတော့ရှိနေပါတယ်အဲ့ဇလန်းလေးကိုအပိုင်းနှစ်အဖြစ်နောက်ဗီဒီယိုမှာဆက်ပြီးတင်ပြပေးသွားပါမယ်ရှင်နားထောင်ကြသူအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်